နီရဲတောက်ကနေသည့်မင်္ဂလာဝတ်စုံကိုဆင်မြန်းထားတော်လဲစုခင်းကြီးရင်ထဲတွင်မူစိုးရိမ်ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေသည်သူမ၏ဦးကောင်းချုံပူဝါကိုဆွဲဖယ်လိုက်သည့်ခဏ၌မြင်လိုက်ရသည့်မြင်ကွင်းကြောင့်တွေးများပင်ခဲသွားသလိုခံစားလိုက်ရသည့်ကတင်ထက်တွင်ထိုင်နေသူမှာသူမလက်ထက်ရမည်သူရှန်ဇက်ချုံမဟုတ်ပဲနန်းတွင်တခွင်ကြောက်ရွံ့တေးကြရသည့်စစ်နက်ဖျားကာယောချင်းငယ်ဖြစ်နေသောကြောင့်ပင်တစ်ချိန်ကစစ်မြေပြင်တွင်သူရဲကောင်းဖြစ်ခဲ့တော်လဲယခုခါတွင်မူမင်းသားကြီးမှာအပြင်းထန်ဖျားနာနေပြီးတွေးအံနေသည့်တိုင်သူ၏ဆူရှာသောမျက်ဝန်းများမှာမတ်မလျှော့သေးပေကြည်လိုဝါပြီလားမင်းကလေးစုဟုသူကခက်အေးအေးမေးလိုက်သည့်အခါမှသာစုခင်းကြီးတယောက်အကွက်ဆင်ခံလိုက်ရပြီဖြစ်ကြောင်းသဘောပေါက်သွားတော့သည်တစုံတစ်ယောက်ကသူမ၏မင်္ဂလာပွဲကိုအသုံးချပြီးဖျားနာနေသည့်မင်းသားကြီးအတွက်ကံကောင်းခြင်းများယူဆောင်လာပေးရန်သို့မဟုတ်အသက်ဆက်ပေးရန်ဖန်တီးခဲ့ခြင်းသာဖြစ်သည်ထောင်ချောက်တစ်ခုလည်းရောက်သွားပြီဖြစ်တော်လဲစုခင်းကြီးမျက်ဝန်းထဲတွင်ကြောက်ရွံ့ရိပ်များပျောက်ကွယ်သွားပြီးအကြံတစ်ခုကအစားထိုးဝင်ရောက်လာသည်သူမအတွက်တော့ရှင်စစ်တင်ကဲ့သို့လူစားမျိုးနှင့်လက်ထက်ရခြင်းမှာမီးတွင်နဲ့ခုန်ဆင်းရခြင်းနှင့်တူတော်လဲအင်အားကြီးလာသည့်အဂျန်ဝါနန်းတော်ထဲတွင်မူသူမအတွက်အသက်ရှင်ရန်အခွင့်အရေးရှိနေသေးသည်သူမသည်မင်းသားကြီး၏ရှေ့သို့မကြောက်မရွံ့တိုးသွားပြီးသူ၏မျက်လုံးများကိုတက်တက်ဆိုင်ကြည့်ကာစိန်ခေါ်လိုက်သည်မင်းသားကြီးရှင်နဲ့ကျမကကံကြမ္မာကိုအလွယ်တကူလက်လျှော့တက်တဲ့သူတွေမဟုတ်ဘူးဆိုတာသိတာနေတာပဲအဲ့ဒီတော့ကျမတို့အပေးယူတစ်ခုလုပ်ကြရင်ဘယ်လိုလဲမင်းသားကြီး၏နှက်ခမ်းဖျားတွင်လှောင်ပြုံးတစ်ခုရှက်တန်းသွားသည်သူ၏ဘဝတွင်သူ့ကိုအပေးယူလုပ်ရန်တတိရှိရှိပြောဆိုလာသည့်ပထမဆုံးသောမိန်းမသားမှာစုခင်ကြီးပင်ဖြစ်နေတော့သည်ဤမယွန်းသောလက်ထပ်ပွဲသည်သူတို့နှစ်ဦးလုံးအတွက်အဆုံးသက်လားဒါမှမဟုတ်ဂိမ်းတစ်ခုရဲ့အဆလားဆိုတာကတော့